ကျွန်တော်အားလုံးမင်္ဂလာပါကျွန်တော်ဒီကနေ့မှာတော့Minecraft version အသစ်ကိုဆော့တော့မှာဖြစ်ပါတယ်ဆိုရင်တော့ let's go ပထမဆုံးကျွန်တော်ရဲ့နာမည်ကိုထည့်ပြီးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့နာမည်ကိုထည့်မှာပဲဖြစ်ပါတယ်နာမည်ပေးနေပါတော့ကျွန်တော်Okay ပြီးသွားပြီပေါ့နော်ဒါကကျွန်တော်ပေါ့နော် okay ပြီးရင်တော့ကျွန်တော် what if farm ဖြစ်ပါတယ်ကျွန်တော်ဒီထဲမှာကျွန်တော်နည်းနည်းပတ်ဆွတ်ထားရဆိုဒါရပါတော့ဒါမှတော့ကျွန်တော်တို့အဲ့ version ဆော့မယ်ဆိုတော့ဒီခလုံးလေးဖွင့်ဖို့တော့လိုပါတယ်ဒီခလုံးလေးဖွင့်မှာပဲမောဒီရဲ့ game ကဘာဖြစ်မှာပေါ့နော်သူရဲ့ version ကမြင်မှာပေါ့နော်ဆိုတော့သူတို့ upgrade လုပ်ထားရဆိုရင်တော့ကောင်းပါသူတို့ upgrade လုပ်ထားပါတယ်ဆိုတော့ကျွန်တော်လိုက်ရupgrade အတစ်လောက်ထားလို့ဆိုလိုက်ဒီထဲမှာကျွန်တော်ကြက်လေးလည်းပါကြက်ပေါက်လေးချစ်စရာလေးပေါ့နော် let's go အဲ့မပြိုက်ထားလားโอเคရပါပြီဆိုတော့โอเคရပါပြီโอเคဒါဒီကနေ့ဟာတော့ဒါတော့ရပါပြီပါโอเคဆို subscribe ဆောက်လိုက်ပါမယ်ခဏလေးပေါ့နော်โอเคဒါရတော့ရပါပြီဆိုတော့ကျွန်တော်ကဘယ်လိုသွားမလဲဆိုရင်ဟိုတိလာကျွန်တော်ဘာလို့သွားမလဲဆိုရင်တော့ဒီ version ကိုကြည့်မှာပဲဖြစ်ပါတယ်ဒီ version မှာဘာလဲဆိုတော့ကြည့်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့လိုက်ကြည့်လိုက်ရဒါကပ်ကနေဖြစ်မှာရโอเคဆိုတော့ပထမဆုံးတော့အကောင်လေးကတကောင်မွေးမှာပေါ့နော်ဘာအကောင်လေးမွေးလဲခွေးလေးမွေးမှာဖြစ်ပါတယ်ဒီမှာခွေးလေးဆိုဒီမှာတွေ့ပြီခွေးလေးတွေ့ပြီလာခဲ့မင်းတို့နဲ့မီးရလာတော့မီးရကြိုက်ရလေအော်ကျွန်တော်တီးပါအဲ့တော့မလုပ်ဘဲနဲ့ဒီမှာဝဲโอเคရပြီဆိုတော့ကျွန်တော်ခွေးနှစ်ကောက်ထပ်မွေးပါတယ်မွေးပြီးသွားပြီဆိုတော့ဒီမှာပေါ့နော်လာခဲ့လို့လာရဲ့မင်းလာရဲ့အမေကျွေးလို့မရကျွန်တော်ရင်လို့ခေအောင်လုပ်ရမယ်တိမ်လုပ်လိုက်မယ်โอเคလာရသားရမင်းလာခဲ့လာပါဆိုဘေးလျှောက်ပြီးထမင်းလဲထလာခဲ့ရော့လာစားရော့အေးမင်းရဲ့စားဝါပြီးဘေးဝါဘေးဝါအိုင်ပါsorryရော့ရပြီချစ်ကြကြYo, twala baby. Oh my god. So cute. Oh my god. Bro, do you like that? She's Ali. You, bro. Yeah, she's Ali. Oh my god. Bro, this baby good. Oh, baby. This baby dog. Oh my god. This baby. Oh, baby. Yo, yage baby. So. နောက်တစ်ခါထပ်လုပ်လိုက်ရနောက်ထပ်ကတော့ကျွန်တော်ကြက်ဖြစ်ပါတယ်ကြက်ကအမျိုးတူမတူဘူးပေါ့နော်ဆိုတော့ကျွန်တော်ကြက်လေးကိုအစားကြည့်မှာဖြစ်ပါကြက်နဲ့ကောင်ပေါ့နော်မကြက်ဒီမှာကြက်โอเคရော့ငယ်ကြက်ချစ်ကြက်ဟောလာပါကြက်လေးဝေးပဲအိုးရှစ်စရာလေးကြက်လေးဖွက်မွေးလာပြီပေါ့နော်ကြက်ပြီးသွားပြီဆိုရင်တော့သိုးပေါ့နော်သိုးမွေးမှာဖြစ်ပါတယ်ပေါ့နွားလေးမွေးမှာဖြစ်ပါတယ်
နွားလီကိုဒီမှာမြင်တိုက်ခိုင်းတယ်ပြမောမယ်ဟဲ့နော်မတက်ရအောင်လေသူတို့ကိုဒါတိုက်လာမင်းတို့ကမင်းလဲစားမင်းလဲစားလေကချစ်ကြနော်ငါလည်းငွေပြီးဖေးတယ် Oh my god ရုပ်ဆိုးလိုက်ရတယ်ခွေဒီအရာနွားရုပ်ဆိုးလိုက်တာကွာဒါပဲလာပါတယ်ဒီအဝေးကမိုက်တပြဘာကြီးကျန်သေးရ this တဘာကြီးနောက်တော့တကောင်ကပါထည့်မှုရဒါတော့အများကြီးရှိပါတယ်ဆိုတော့ကျွန်တော်ကနောက်ဘာမူရကောင်းလဲ village ရ village ရ creeper box ရိုင်းမရှိဘူးတင်village where is the village ညောက village ရ village ဒီမှာ village ပေါက်စားဒီပုံစံပါพี่น้องဒီပါဒီရအောင်ကြည့်တဲ့ငါ okay extra ဘာသာငါစားနော် okay extra တဲ့ငါကြည့်ရမယ်ဘယ်မှာလဲလေဒီငါမဆိုင်ဘူးပါလားဒီ fish ခဏလေးတခုမှမစားဘူးတော့အားဆိုရင်ဒါပါပဲဒီနေ့ဆိုတော့ဒီနေ့ကဗီဒီယိုကဒီလောက်ပါပဲချစ်ချစ်ပဲသူများအလုပ်ကျေးဇူးပါတယ်နောက်ဗီဒီယိုကျမှပြန်တွေ့ပါမယ်ဒါကကျွန်တော်အတန်လေးနဲ့အစင်နဲ့လွတ်ထားပါပါတယ်ကဲ bye bye